ထားကြပါအောင်ယူရီးယားကနန်းအသားလုံးယူရီးယားပဇွန်လုံးပဲလိပ်မုံဟင်းရွက်မာလာအိတ်ဆိုင်ခောက်ဆွဲထုတ်ရေနွေးစုရင်ခောက်ဆွဲထည့်မယ်မုံဟင်းရွက်ထည့်မယ်ခောက်ဆွဲကပါတဲ့အစီနဲ့ရယ်အမုတ်ရယ်ထည့်မယ်ယူရီးယားကနန်းလုံးထည့်မယ်ယူရီးယားပဇွန်လုံးထည့်မယ်ပဲလိပ်ထည့်မယ် A few moments later ကြက်ပါပြီဖះတာအရန်ရှိတယ်မာလာခောက်ဆွဲပြုတ်လေးအစင်သစ်ဖြစ်ပါပြီအနက်လေးနဲ့တင်ဗိုက်စာလာပြီဘိုးအေးလေးနဲ့ခောက်ဆွဲပြုတ်စားကြမယ်အားလုံးစားကြပါဦးဦးလိုက်တာဖះတာကအရန်ကောင်းဝိုင်း